ဇလန်လေးရဲ့အစမှာတော့ကောင်လေးနှစ်ယောက်က online ကတွေ့တဲ့ကောင်မလေးတစ်ယောက်ကိုလက်ထပ်မယ်ဆိုပြီးလင်းလင်းချိတ်ဆိုခဲ့တယ်။ဒါပေမဲ့လည်းသူတို့ဘတ်စကားဘောရောက်တဲ့အချိန်မှာတော့ကောင်လေးနှစ်ယောက်ရဲ့မူမမှန်တဲ့ပုံစံတွေကိုဈေးသည်တွေကရေးမိသွားတယ်။သူတို့ရဲ့မကောင်းတာလုံးမဲ့စိတ်ကိုဖြေရခဲ့တဲ့မိကုန်းအနေနဲ့နေရခက်စေပါတော့တယ်။ဒါကြောင့်ပဲကောင်လေးနှစ်ယောက်ကဆက်နေရကြတော့ပဲကြောက်လန့်လာကြပြီးကားပေါ်ကနေဆင်းပြေးကြတဲ့အတွက်ကာယကံရှင်ကောင်မလေးဟာဘူးမသိပါမသိနဲ့စိတ်ရှုပ်ထွေးသွားပြီးကားပေါ်ကဆင်းလာခဲ့ရပါတော့တယ်။တင်ပေကထောက်လိုင်းရုံကဝန်ထမ်းတစ်ယောက်ပါသူဟာပြည်သူများအသုံးပြုနေတဲ့တယ်လီဖုန်းတွေစိုက်ဘာလှူရှားမှုတွေကိုစောင့်ကြည့်မှတ်တမ်းတင်ထားပြီးလိုအပ်လာရင်ခြေရခံထောက်လိုင်းရတဲ့ဘိုင်းမှာတာဝန်ကျနေသူပါ။ဒါကြောင့်ပဲသူဟာတယ်လီဖုန်းတွေကိုစောင့်ကြည့်နားထောင်ရင်ဒုစရိုက်မှုတချို့နဲ့ချင်းချောက်မှုတချို့ကိုလည်းသူ့ရဲ့တကောတော်ဆွဲရည်နဲ့ကူညီပေးနိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ပဲတနေ့မှာတော့တင်ဖေကတယ်လီဖုန်းတွေကိုစောင့်နားထောင်နေတော့ခင်သက်ဆိုတဲ့ကောင်မလေးနဲ့သူ့တငယ်ချင်းတို့စကားပြောနေတာကိုတတိထားမိတယ်။ခင်သက်ကသူ့တငယ်ချင်းကိုတဲတဲ့ရင်ပေါ်ဇလန်တစ်ခုပြောပြနေခဲ့ပြီးသူ့တငယ်ချင်းကတော့စာကိုတာအာယုံစိုက်ပြီးအိမ်စာတွေလုပ်ဖို့ပြန်ပြောနေခဲ့ပါတယ်။ခင်သက်ကကျောင်းဆောင်ပွဲမှာ68မှတ်ရခဲ့တာကြောင့်စူးစမ်းမယ်ဆိုရင်နိုင်ငံခြားတက္ကသိုလ်တွေရဲ့ပညာသင်ဆုကိုရနိုင်တယ်လို့သူ့တငယ်ချင်းကပြောခဲ့ပါတယ်။တကယ်တော့ခင်သက်ကတကယ်စူးစမ်းရင်68မှတ်တဲ့ပိုရနိုင်အောင်ထူးချွန်သူတယောက်ဖြစ်ပါတယ်။သူကတော့ချစ်သူတယောက်သားရရင်စာတဲကိုပို့ပြီးအာယုံစိုက်နိုင်လိမ့်မယ်လို့သူတကယ်ချင်းကိုပြန်ပြောခဲ့ပါတယ်။ဒါကြောင့်ပဲတင်ဖေကခင်သက်နောက်ကိုခြေရခံလိုက်ပြီး28ရက်တိနောက်ကနေတကောက်ကောက်လိုက်ခဲ့တယ်။ဒါကိုခင်သက်ကလည်းတတိထားမိသွားခဲ့ပြီးဘာလို့တကောက်ကောက်လိုက်နေတာလဲလို့ပေါ်တင်ဖွင့်မိခဲ့တယ်။စိတ်ရှိသလိုအာရပါရပြောဆိုနေခဲ့ပေမဲ့တင်ဖေကတော့ဘာပြောရမှန်းမသိပဲနှုတ်ဆက်နေခဲ့ပါတယ်။အာရအောင်ပြောပြီးခင်သက်ကထွက်သွားတော့မှကားပေါ်ပြေးလိုက်ပြီးတင်ဖေကစကားဆပြောတယ်။ခင်သက်ကအမှတ်68မှတ်ရထားကြောင်းကနေသူသိထားသမျှကိုမရိပ်မိအောင်တင်ဖေကဇလန်းစင်ပြောဆိုခဲ့တော့ခင်သက်စိတ်ထဲမှာလည်းထူးထူးခြားခြားခံစားလာရပြီးတင်ဖေကိုစိတ်ဝင်စားသွားတော့နှစ်ယောက်သာအဆင်ပြေသွားကြပါတော့တယ်။နောက်နေ့မှာတော့တင်ဖေကဖုန်းသားတောင်နေရင်ကောင်မလေးတယောက်ကအိမ်မှာသူတယောက်တည်းရှိနေတာကြောင့်သူတငယ်ချင်းတွေကိုအတူလာနေပေးဖို့အကူကြီးတောင်းနေတာကိုကြားခဲ့ရပါတယ်။ဒါကြောင့်တင်ဖေကသူတငယ်ချင်းရဲမေမေဆွေကိုဖုန်းလက်ဆက်တယ်။အဲဒီကောင်မလေးအိမ်ကိုသွားပြီးမိဘတွေပြန်မလာခင်အထိဖော်လုံးနေပေးဖို့အကူကြီးတောင်းတယ်။မေစီကလည်းသဘောတူပြီးကောင်မလေးစီကိုသွားပေးခဲ့တယ်။နောက်နေ့မနေ့သတင်းမှာတော့မေစီရောအိမ်ကကောင်မလေးပါနှစ်ယောက်လုံးအသက်ခံရတဲ့သတင်းပါလာခဲ့ပါတော့တယ်။အခင်းဖြစ်တဲ့နေရာကိုတင်ဖေကချက်ချင်းထွက်လာခဲ့ပြီးမေစီရဲ့မိဘဆွေမျိုးတွေကိုကြွေးနေကြတာကိုမြင်လိုက်တော့အဲ့ဒီအိမ်ကိုမေစီကိုသွားဖို့လှုပ်လိုက်တဲ့သူဟာသူပဲဖြစ်နေတာမို့အပြစ်မကင်းသလိုခံစားသွားရတယ်။ဒါတွေဟာသူ့ရဲ့မလို့ပဲတင်ဖေကတတ်မှတ်လိုက်ပြီးလောက်ကနေပါထွက်လိုက်တယ်။အိမ်ကိုပြန်သွားခဲ့ပေမဲ့အိမ်ကသူ့ဆွေမျိုးတွေကတော့တရက်ခန့်ကိုမိဖန်ဖို့တင်ဖေကိုအားပေးကြတယ်။ဒါကြောင့်ပဲတင်ဖေဟာလောက်ကိုပြန်လာပြီးကောင်မလေးအိမ်ရဲ့ဖုံးမှတ်တမ်း CCTV မှတ်တမ်းတွေကိုပြန်စစ်ကြည့်တဲ့အချိန်တန်တရားဖြစ်စရာတစ်ခုကိုတွေ့သွားတယ်။အဲ့ဒါကတော့ဒီကြောင်ကြလေးပါ။လူတစ်ယောက်ကအသက်ခံရတဲ့ကောင်မလေးနောက်ကိုလိုက်နေခဲ့ပြီးအဲ့ဒီလူကတခြားကောင်မလေးတွေနောက်ကိုလည်းလိုက်နေခဲ့တာကိုသတိထားမိပါတော့တယ်။ဘာဆက်လို့ရမလဲဆိုတာကိုစဉ်းစားကြည့်လိုက်တဲ့အခါဗီဒီယိုကို TV channel တွေရဲ့ကိုကြီးနဲ့လူအများကြားမှာဖြတ်ပြီးကိုကြီးတောင်းကြည့်ဖို့တွေ့တယ်။ကြံတိုင်းစမ်းကြည့်တဲ့အခါဒီဗီဒီယိုကြည့်မိလိုက်တဲ့တင်ဖေရဲ့တကယ်ချင်းတယောက်ကတင်ဖေစီဆက်သွယ်လာခဲ့တယ်။တင်ဖေလည်းအဲ့ဒီတကယ်ချင်းစီသွားပြီးကြိုးကြောင်ပြကြည့်တဲ့အခါအဲ့ဒီလူကိုမြင်မှုပြီးရဲရွာကဖြစ်ကြောင်းသိခဲ့ရပါတယ်။ဒါနဲ့ပဲရဲရွာကိုခရီးဆက်ခဲ့ပြီးရွာကဖိုးတယောက်နဲ့တွေ့တယ်။ဖိုးကအဲ့ဒီလူဟာမောင်ဆိုတဲ့သူဖြစ်ပြီးသူ့ကိုတင်းကြိုက်မှာမွေးဖွားခဲ့ကသူမိဘတွေကသူ့ဘရောက်သွားတယ်လို့သိခဲ့ရပါတယ်။တနေ့သူ့ဖေနဲ့တူစားစရာသွားဝယ်ပြီးပြန်လမ်းမှာလူတယောက်လဲချနေတာတွေ့လို့သူ့ဖေကသူ့ကိုစောက်ထားခဲ့ပြီးရွာကိုပြန်ကအကူကြီးသွားခေါ်ပြီးပြန်လာတဲ့ချိန်မောင်အားကအဲ့ဒီလူကိုတပ်ပစ်ပြီးသားဖြစ်နေခဲ့ပါတယ်။အသက်ခံရတဲ့လူရဲ့မိသားစုကဝမ်းထဲပူဆွေးနေကြပေမဲ့မောင်အားကတော့ပျော်ရွှင်နေခဲ့တယ်။အဲ့ဒီချိန်ကလေးကမောင်အားဟာစိတ်မနှက်မဲ့လူတက်ရတာပျော်ရွှင်သူဖြစ်ကြောင်းသူ့ဖေကသိသွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးမောင်အားကရွာသားတွေကိုတယောက်ပြီးတယောက်တိတ်တဆိတ်လိုက်တက်ခဲ့တယ်။တနေ့တော့မောင်အားကလူတယောက်ကိုတတ်လိုက်တာကလေးတယောက်ကတွေ့သွားပြီးရွာသားတွေကိုသွားပြောပြတယ်။ရွာသားတွေလည်းဒေါသထွက်ပြီးညအချိန်မတော်ကြီးမှာမောင်အားတို့အိမ်ကိုမိရှို့ပစ်ခဲ့လို့မောင်အားတို့မိသားစုမှာမောင်အားနဲ့သူ့ညီမောင်နှားတို့ပဲကြံခဲ့ပြီးကုန်သိသွားပါတော့တယ်။မောင်အားလည်းဒေါသထွက်သွားပြီးရင်ကားတဲ့ရွာသားတွေကိုပိုတက်ပစ်ခဲ့တာကြောင့်နောက်ဆုံးမှာတော့ရွာသားတွေလည်းရွာမမနေရတော့တာကြောင့်ရွာကိုစွန့်ပြေးကြရပါတော့တယ်။အခုတော့မောင်အားကကစားကွင်းမှာရှိနေတဲ့တရင်ကိုရပြီးတင်ဖေကသွားဖမ်းခဲ့တယ်။မောင်အားကိုဖမ်းမိတယ်လို့ထင်ခဲ့ပေမဲ့သူ့ညီမောင်နှားသာဖြစ်နေတယ်။ဒါကိုနောက်တစ်နေ့မှာမောင်အားကိုယ်တိုင်ကဗီဒီယိုတစ်ခုပို့ပေးပြီးပြောပြတော့မှသိခဲ့ရတာပါ။မောင်အားကသူ့ညီကိုပြန်လှုပ်မပေးရင်ဆေးရုံကိုဖောက်ခွဲပြစ်မယ်လို့ချိန်ကြောက်တယ်။နောက်တစ်နေ့မှာတော့သေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေဟာတရားတစ်ခုစီမှာလာရောက်အပူဆွေးနေခဲ့ကြတယ်။မောင်အားကလည်းအဲ့ဒီသူတွေနဲ့ယောဂလူတွေရဲ့ငိုကြးတန်တွေကိုရတာရှိစွာနားထောင်နေခဲ့တယ်။ဒါပေမဲ့တင်ဖေကတော့ရုတ်တရက်တရားဘောကနေပေါ်လာပြီးမောင်နှာကိုစီရင်ပြလိုက်တဲ့အခါမောင်အားတယောက်ဒေါသတွေနဲ့မျက်ရည်ကျနေပါတော့တယ်။ရဲတွေကလည်းမောင်အားကိုဖမ်းဆီးနိုင်ဖို့ကြိုးစားနေကြပြီးဆေးရုံကိုပြစ်မှတ်ထားတာသိပေမဲ့ဘယ်နေ့ပဲအချိန်ဆိုတာမသိရလို့ခက်ခဲနေကြတယ်။တင်ဖေကမောင်အားဟာသူ့မိသားစုကိုလည်းဒုက္ခပေးနိုင်ကြောင်းတွေးမိခဲ့တယ်။အဲ့ဒီချိန်မှာတင်ဖေရဲ့မိကလည်းအိမ်မှာမိပြတ်သွားတဲ့ကြောင်းဖုန်းလက်ဆက်ခဲ့ပါတယ်။တင်ဖေလည်းစိတ်ပူပြီးတကယ်ချင်းတွေကိုမစရာရှိတာမှပြီးအိမ်ကိုပြန်လာတဲ့ချိန်လမ်းမှာမောင်အားကတင်ဖေရဲ့ဆိုင်ကယ်ဘိန်းနဲ့တန်ကြောင်းထိုးတဲ့ကဲလို့တင်ဖေတယောက်အကြီးကျယ်မတော်တဆဖြစ်ခဲ့ရပါတော့တယ်။မောင်အားကလူအုပ်ကြားတွေကနေတင်ဖေကိုလှောင်ပြောင်ပြခဲ့တာကြောင့်တင်ဖေကရဲစီကနေတနက်ယူပြီးပြတဲ့အခါမောင်အားကိုထိပြီးတရားဘော်ကနေပြုတ်ကျသွားခဲ့ပါတော့တယ်။တတိပြန်ရလာတဲ့ချိန်တင်ဖေကသူ့မိကြောင်းမိတယ်။အင်ဂျင်နီးနေတဲ့တကယ်ချင်းတွေကတင်ဖေအိမ်ကိုချိန်ပြီးသွားပေးခဲ့တာကြောင့်မောင်အားလည်းအခွင့်မသာပဲပြန်ထွက်သွားခဲ့ရတာကြောင့်တင်ဖေမိကပေးကင်းသွားတယ်။တင်ဖေရဲ့တကယ်ချင်းတွေကမောင်အားကတည်သွားနိုင်ကြောင်းပြောပေမဲ့တင်ဖေကတော့မြုံကြည်တိုင်သေးပါဘူး။တင်ဖေဟာခွင့်ပြုချက်မရှိပဲလုံနေတာတွေကြောင့်ရဲဘွဲကလည်းစစ်မေးဖို့ရောက်လာခဲ့ပါတယ်။တင်ဖေဟာလူသားသမားကိုလွတ်မြောက်နိုင်သေးကြောင်းပြောပြီးစစ်ဆေးဖို့ကိုရက်ရွှေ့ခိုင်းတယ်။သူကိုယ်တိုင်မောင်အောင်နောက်ကိုဆက်လိုက်ဖို့ပြောပေမဲ့တင်ဖေကဒဏ်ရာတွေရထားတာမို့ရဲဘွဲကခွင့်မပြုခဲ့ပါဘူး။ဒါပေမဲ့တင်ဖေကရဲရရှိတွေကိုတောင်းပန်ပြီးအချိန်၈နာရီတောင်းတယ်။ TV channel ကတစ်ဆင့်လက်ကွက်ဂိမ်းတစ်ခုကိုလူ
အားလုံးပါဝင်နိုင်အောင်စီစဉ်ပြီးမောင်ဝပုံခုံနေတဲ့နေရာကိုသိနိုင်မှုကြိုးစားတယ်တင်ဖေရဲ့စီစဉ်ကအလုပ်ဖြစ်ခဲ့ပြီးလူတွေကအိမ်နီးချင်းတွေစီသွားကမိခွန်းတွေမေးမြန်းကြတဲ့အတွက်မောင်ဝပုံနေတဲ့နေရာကိုသိခဲ့ရပါတော့တယ်အဲ့ဒီမှာတင်ဖေရဲ့ဂိမ်းကတကယ်ပတ်ဆက်များပဲစိတ်တဆလူသက်သမားနဲ့ရင်ဆိုင်နေရကြောင်းသိသွားတဲ့အတွက်လူတွေကပါဆက်လက်ပါဝင်ဖို့ကြောက်နေခဲ့တယ်ဒါပေမဲ့တင်ဖေကဒါဟာရဲတပ်ဖွဲ့ကိုကူညီတာဖြစ်တယ်လို့လူသက်တွေကိုလည်းကယ်တင်နိုင်မှာဖြစ်တယ်လို့စီယုံခဲ့တဲ့အတွက်လူတွေကဆက်လက်ပါဝင်ခဲ့ကြတယ်လူတွေကမောင်ဝပုံနေတဲ့အိမ်ထဲကိုခိုးဝင်ခဲ့ကြပြီးတစားကန်တွေကိုလည်းခက်ခက်ကဲထုတ်ပြီးချိန်မှာတော့ရဲတပ်ဖွဲ့ကအင်ကိုဝိုင်းကမောင်ဝကိုဖမ်းဆီးနိုင်ခဲ့ပါတော့တယ်မောင်ဝကိုဖမ်းဆီးပြီးတဲ့နောက်ဆေးရုံဖောက်ခွဲမဲ့သူ့အစီအစဉ်ကိုမေးခဲ့ပေမဲ့မောင်ဝကအဲ့ဒါမတိုင်ခင်မြို့ပေါ်ကိုကြောက်တုံးကြီးလာလိမ့်မယ်လို့ပြောခဲ့တယ်တင်ဖေတို့ကပြေးလာတော့ကကြောက်တုံးကြီးကိုရက်တက်မှုစူးစမ်းခဲ့ကြရပါတော့တယ်ရဲစခန်းကိုပြန်လာတဲ့ချိန်မှာတော့မောင်ဝကစောင့်နေကိုရှင်းပြီးထွက်ပြေးသွားတယ်သူ့ရဲ့ဆေးရုံအစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့ဆေးရုံတစ်ခုမှာဟန်ဆောင်ဝင်ရောက်နေခဲ့တာကိုခင်သက်ကသတိထားမိသွားတယ်ခင်သက်ကချက်ချင်းပဲတင်ဖေစီကြောင်းကြခဲ့ပေမဲ့ဖုန်းကအကုန်သွားတာကြောင့်တိကျတာတွေကိုအကုန်မသိလိုက်ရပါဘူးဒါကြောင့်တင်ဖေကခင်သက်ရှိတဲ့နေရာစီချက်ချင်းလိုက်လာကမေးမြန်းခဲ့တယ်တိကျတာတွေသိပြီးတဲ့နောက်မှာတော့တင်ဖေကဆေးရုံကိုပြန်လာခဲ့ပြီးတန်တရားဖြစ်စရာသူနာပြုကိုလည်းတွေ့ခဲ့တယ်အဲ့ဒီချိန်မှာပဲဆေးရုံအောက်ဆုံးတက်ကနေပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပါတော့တယ်ဆေးရုံကလည်းကြီးမားတဲ့အကွဲကြောင်းကြီးနဲ့ပြိုကျတော့မဲ့အခြေအနေဖြစ်နေခဲ့သလိုလူတွေရောလူနာတွေကိုရောတင်ဖေကအသေးအတန်ကယ်တင်ပေးနေခဲ့ရတယ်အဲ့ဒီချိန်မှာပဲတင်ဖေကမောင်ဝကိုတွေ့သွားပြီးပြိုကျကန်ပြီးဆေးရုံကြီးထဲမှာတင်ဖေနဲ့မောင်ဝတို့သူတင်ကိုတင်တိုက်ခိုက်ခဲ့ကြပြီးနောက်ဆုံးမှာတော့တင်ဖေကမောင်ဝကိုနှိမ်နှင်းနိုင်လိုက်တယ်သတင်းတောက်တွေကတင်ဖေကိုသိကျင်တာတွေလူရဲမေးမြန်းခဲ့ပေမဲ့တင်ဖေကတော့နောက်မှပြောတော့မယ်ဆိုပြီးအင်ကိုပဲတက်ပြတ်လာခဲ့ပါတော့တယ်ဇလန်လေးကတော့ပြီးပါပြီလူကြီးမင်းတို့လည်းလုပ်ကိစ္စပြီးသွားရင်ဘုံဆိုင်ကိုတဝေမထိုးပဲအင်ကိုသာတက်ပြတ်လိုက်ကြပါစုံတိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်